Hello အားလုံးပဲမင်္ဂလာပါရှင်တို့ဒီနေ့က BKK သွားဖို့အတွက်ပြင်ဆင်နေတာပါလေစီရမှာဆိုတော့ပို့ပါ sunscreen လေးပဲလိမ့်သွားလိုက်ပါမယ် sunscreen လိမ့်ပြီဆိုရင်လည်း SPF 50+ PA+++ ပါဝင်တဲ့ Q-Prep Moisturizing Sunscreen လေးကိုပဲလိမ့်ဖြစ်တယ်ပြီးရင်တော့ lip balm လေးဆိုပြီးရင်သွားဖို့ပြင်လိုက်အောင်မယ်နော်မျက်နှာလေးက sunscreen ပဲလိမ့်ထားတာအောင်ကြီးကြီးပြောင်လေးဖြစ်နေရောကဲ let's go to the Bangkok ဘန်ကောက်ရောက်တာနဲ့အပြင်သွားဖို့ပြင်ဆင်နေပါပြီဘန်ကောက်နေဘူးချက်ကတော့လေမန်လေးကိုတစ်စက်မှရှုံမပေးဘူးအဲ့ဒါနဲ့ထို့လို့လေမန်လေးမာဂရိတ်ကလိမ့်နေတဲ့ Q-Prep sunscreen လေးကိုပဲတေချာလိမ့်လိုက်ပါတယ်လိမ့်တဲ့အချိန်မှာလည်းမျက်နှာလေးပေါ်မှာတေတေချာချာ two finger rose လေးနဲ့တေချာ blend လုပ်ပေးနော်မျက်နှာလေးသာမကဘူးလေပင်တို့လက်တော့လည်းအမှန်တကယ်လိမ့်တင်နေစီကက်ကက် texture မျိုးမဟုတ်ပဲနဲ့လိမ့်လိုက်တာနဲ့ချက်ချင်းကို blend ရလဲလွယ်တဲ့အပြင် lightweight လေးအရင်ဖြစ်တာမလို့ကိုရီးယားတော့အရင်ကိုသဘောကျတယ် sunscreen လိမ့်ပြီးရင် SPF အပြည့်အဝပါဝင်တာကိုပဲလိမ့်ကြနော်တို့ကတော့တနေ့ကုန်အပြင်ထွက်မှာဆိုတော့တနေ့ကုန်လုံးနေလောင်တန်းကာကွယ်ပေးနိုင်တဲ့ Q-Prep sunscreen လေးကိုပဲလိမ့်ဖြစ်တယ်ပြီးတာနဲ့ concealer လေးနည်းနည်းလေးလုပ်ပါမယ် makeup ပပလေးပဲလိမ့်လိုက်မယ်ဒါလေးကတော့တို့ရဲ့ပပချီချီ makeup look လေးပါမနက်ခရဲကအပြင်သွားတာနေ့လည်ကြတော့မဟုတ်စားပါပြီပိုက်စာနေလို့လားမသိဘူးဘာစားစားကိုကောင်းနေရောပဲဟိုတီတီလေးလျှောက်သွားဖြစ်ပါတယ်ဒီမှာကြည့်ပါဦးမနက်ကလေးကပြင်ထားတဲ့မျက်နှာကအခုကလေးကကြီးကြီးပြောင်ပြောင်လေးဖြစ်နေရောပဲဗောနော် makeup look လေးကအရင်လာနေလို့ဓာတ်ပုံနေလေးအများကြီးရိုက်ခဲ့တယ်နေ့ကလည်းရမ်းပူတော့အေးလေးတောက်ရတာအမောကဲဒါဆိုရင်တော့သူ့ရဲ့ Bangkok vlog လေးကတော့လောက်ပါပဲအားလုံးပဲနောက်ဆုံးမှတွေ့ကြမယ်နော်